ငယ်ချင်းတို့ရေနေမကောင်းတာရဲ့ကြောက်တစ်ခုကြောင့်ရဲ့ဈေးအောင်3ရက်နားပါတယ်လို့ပြောရတာလို့ဝေးနီးရတကူတကပေါ့နော်ဘက်ဒီမှာဗတ်ဒီမှာလားဒလီလည်း3ရက်နားပါတယ်ရှင်ဒလီလေးလည်း3ရက်နားပါတယ်နေလေဟိုပါပေါ့နေလည်းမကောင်းလို့ပေါ့နော်အကြောက်တစ်ခုကြောင့်မို့လဲအဲ့ဒါပြောပါများများလေးရှယ်ပေးပါလို့ဈေးအောင်3ရက်နားပါတယ်ပေါ့နော်အင်္ဂါနေ့ကနေစားနာတာပါနော်အင်္ဂါနေ့အင်္ဂါဗုဒ္ဓဇာတာပတိပါရှင်3ရက်နားပါတယ်ရှင်အကြောင်းမျိုးမျိုးကြောင့်မို့နေမကောင်းတာလည်းပါတယ်ပြင်ပန်းတာလည်းပါတယ်အကြောင်းမျိုးမျိုးကြောင့်လည်းပါလို့ပါရှင်3ရက်နားပါတယ်လို့ဒလီလေးလည်းနားပါတယ်အကုန်နားပါတယ်ရှင်တိတော့တကယ်ချင်းတွေအလမ်းပြောရပါများများရှယ်ပေးပါဦးလို့အစိုးတဲ့အကောင်ရောကောင်းတဲ့အစိုးပေါ့မနေ့ကပေါ့ဖက်တီမာအချင်ပေါင်းရောင်းနေတဲ့ဟာကိုဒါပိတ်ခံလိုက်ရတယ်ပေါ့ FDA ဘာညာစစ်တယ်ဘာမှဆက်မလုပ်ဖို့ဆိုပြီးတော့ကန့်တက်သွားတယ်ပိတ်ပင်သွားတယ်နော်အခွန်တွေ390တောင်းတယ်လို့လည်းပြောတယ်ပေါ့နော်ဒါလည်းတကယ်တော့ပဲဖြစ်တင်ဗျာနော်ဟိုတိတ်ပြီးတော့လည်းအတိတ်ပဲမရှိဘူးဘာလို့လဲဆိုတော့ဒီနိုင်ငံမှာဒီအချင်ပေါင်းရောင်းတဲ့လူတွေကတပုံကြီးလေနော်သူတယောက်တည်းမှမဟုတ်တာရောင်းတဲ့လူတွေမှအများကြီးဒါသူကြမှာသွားပြီးတော့သူစမ်းတဲ့သူရောင်းကောင်းလို့နာမည်ကြီးနေတဲ့ဟာကိုဒါသူလောက်တာကောင်းလို့လည်းပါမယ်နောက်သူကကိုဝင်နေဆိုတော့ဒါသူကလေးရဲ့ကန်လည်းပါမှာပေါ့ဒီလိုသူအဆင်ပြေနေတာရောင်းကောင်းနေတဲ့ဟာကိုသူကြမှာသွားပြီးတော့ဘယ်လိုပြောလဲနောက်ရှက်တာတိုက်ခိုက်တာပိတ်ပင်တာတွေကြတော့မကောင်းဘူးပေါ့ဗျာနော်ဒါပေမဲ့လို့ကျွန်တော်တို့ကလေဒီလားဟိုဘွားမှာဒီလိုပဲခက်ခဲတွေပြဿနာတွေဆိုတာလူတိုင်းကြုံရတာပဲနော်ရင်ဆိုင်ရတာပဲအဲဒီကိစ္စတွေကိုရာတိုင်းကတော့ကောင်းဖို့ဖြစ်လာတာလို့ရတော့မဟုတ်ဘူးကောင်းဖို့ဖြစ်လာလည်းရှိတယ်စိုးဖို့ဖြစ်လာလည်းရှိတယ်ဒါပေမဲ့အဲ့ကြုံရတဲ့အခက်အခဲပြဿနာတွေကိုကိုကဟိုကောင်းဖို့ဖြစ်သွားအောင်လို့ကိုကစူးစမ်းပြီးတော့ပြောင်းလဲယူရမှာပဲဒီလားသူကအခုဆိုလို့ရှိရင်သူမှအားပေးမဲ့လူအများကြီးရှိတယ် fan တွေရှိတယ်ပရိသတ်တွေရှိတယ်သူ့ချစ်ခင်အားပေးတဲ့လူတွေရှိတယ်ဆိုတဲ့ခါကျတော့ဒီဥစ္စာကိုပေါ့နော်ဒီခက်ခဲကိုခွင့်ယူပြီးတော့သူလာ FDA တွေပါရအောင်လို့ sign တွေပါဖွင့်ပြီးတော့ကောင်းမှုမှရောင်းစားလိုက်မယ်ဆိုရင်လည်းဒါသူ့အတွက်ဟိုပိုကောင်းတဲ့နေအခွင့်အရေးတစ်ခုဖြစ်သွားလိမ့်မှာပေါ့နော်နောက်တစ်ခုကတော့ဒီအချင်ပေါင်းရောင်းနေတာကလေတတိမဖြစ်ဘူးရလို့မဟုတ်ဘူးပေါ့နော်သူကလည်းသူဒါလည်းကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီဟာကိုအသုံးချပြီးတော့သူဒီထက်တခြားသူကနာမည်ရနေပြီအဓိကဒီခေတ်မှာဟာလား social media မှာကနေပြီးတော့ဒီလူသိဖို့ဟာလားနာမည်ရှိဖို့ကအဓိကပဲလေနော်သူမှဒါရှိပြီးသွားပြီဆိုတဲ့ခါကျတော့သူကဈေးကွက်ရှိပြီးသားဖြစ်နေတဲ့လူတယောက်လိုဖြစ်နေပြီဆိုတော့တခြားပစ္စည်းတွေပဲသူလုံမယ်တခြားတစ်ခုခုသူထုတ်မယ်ရောင်းမယ်ဆိုလို့ရှိရင်ဒါသူလက်လန်းမိတယ်လို့ပေါ့သူကောင်းကောင်းမွန်မွန်လုံနိုင်မယ့်အရာတစ်ခုခုကိုသူရောင်းစားမယ်ဆိုလို့ရှိရင်လည်းဒါသူအောင်မြင်အောင်ပါပဲအဓိကတော့သူ့မှာ follower ရှိနေပြီ follower ဆိုတာဒီသူအားပေးမဲ့လူဟုတ်တယ်လားသူ့ကိုကြည့်မဲ့လူအားပေးမဲ့လူသူရှာဝယ်စားမဲ့လူပြိတ္တဒါရှိနေပြီဒါဖြစ်တဲ့အတွက်သူအဆင်ပြေနိုင်တယ်ဒါပေမဲ့ဖြစ်သွားတဲ့ကိစ္စကတော့ဒါကောင်းတဲ့ကိစ္စရတော့မဟုတ်ဘူးပြီးဖြစ်လည်းမဖြစ်သင့်ဘူးဘာလို့လဲဆိုတော့သူတယောက်တည်းရောင်းတာမဟုတ်ဘူးမြန်မာပြည်မှာဒီအချင်းပေါင်းတွေကဒုနဲ့တေးပဲဟုတ်တယ်လားဒီလူတွေလည်း FDA ရှိလို့လားဟုတ်တယ်လားနောက်တစ်ခုကဗျာကိုဝင်ကြီးနဲ့ရောင်းစားနေတဲ့မျိုးသမီးတယောက်ကိုဈေးရောင်းစားနေတဲ့ကောင်းဝယ်ဈေးရောင်းစားနေတဲ့မျိုးသမီးတယောက်ကိုသွားပြီးတော့ဟိုနောက်ဆက်လို့ဖြစ်တာတော့ဒါမကောင်းဘူးပေါ့တကယ်လို့ကိုယ်နိုင်ငံဟိုဟာလောက်မှဒီဟလာ UK နိုင်ငံတွေလောက်မှတင်လာဒီအစားတောင်းနဲ့ပတ်သက်ပြီးတော့စင်တန်မြင့်နေပြီဆိုရင်တော့ဒါတော့တမျိုးပေါ့ဟာလာသူတယောက်ထဲကြမှာကျမိုင်းနေမညီညွတ်ဘူးဘာဘူးညာဘူးဆိုတာဒါတမျိုးပေါ့လေဒီအနေထားနဲ့ကတော့ကိုမကြိုက်မစားနဲ့ပေါ့ဘာလို့လဲဆိုတော့သူတယောက်ထဲမှာမဟုတ်တာဟိုထောက်တယ်ပြောချင်တာသူများတွေကကွာဟိုကျမိုင်းနေအညီ FDA နဲ့အညီတွေရောင်းစားနေပြီသူတယောက်ထဲမှာခြုံပြီးတော့အဲ့လိုစီကံမရှိဖြစ်နေတာမျိုးဆိုရင်တော့တမျိုးလေဒါဆိုရင်တော့ဘိုက်ကြီးတဲ့ဖြစ်တော့ညာလည်းပိတ်တင်တော့အနည်းဖြစ်တားတင်လည်းတားရမှာပေါ့ဒီမှာကတခြားဟာတွေတော့မှဒီလိုပဲသူလိုကိုလိုပဲဒီလိုပဲရှာတာဒီနိုင်ငံနေထားနဲ့ဖြစ်နေတဲ့နေထားမှာတော့သူကြမှာဟလာမကူညီတဲ့ပြင်ပို့ပြီးထိုးချတယ်လို့မျိုးတိုက်ခိုက်တယ်လို့မျိုးကြတော့မဖြစ်တဲ့ပြောပါအောင်မယ်မေးပါအောင်မယ်လမ်းပြီးမှရောင်းတဲ့တန်မြာသီးတုတ်ကြတော့ FDA တွေဘာတွေနဲ့ကြီးကြီးကျယ်ကျယ်လုံနေတယ်
နော်ဟိုမှာလိန်ညာပြီးတော့မှရောင်းနေ MLM အလှကုန်နေကြတော့မနှိမ်နှင်းမဲနဲ့မရှိလို့မှစင်ရသားလေးသူ့ဟာသူလမ်းဘေးမှာရောင်းနေတခါတည်းကံပေါ်လို့မှသူကြိုက်တဲ့သူကစားမှာပဲမကြိုက်တဲ့သူကမစားဘူးပဲဟုတ်တယ်လားနော်သူတခါတည်းကိုကံလေးစမ်းလေးတက်ပြီးတော့မှအောင်မြင်နေတဲ့တန်မြာသီးတုတ်တယ်ကြတော့ရမ်းရှားတယ်နော်FDA တို့ဟိုအခွန်တို့ဘာတို့ညာတို့ ਨੇ လိုက်တယ်ဟို MLM နေလေနော် MLM နေအဲ့ဒါကြတော့ဘယ်တကောက်သားကမှအရေးမယူပါလားနော်လိန်ညာရောင်းနေတဲ့စီးဝါးတွေအများကြီးနော်ဟိုတလုံးဆိုတာကျမတို့ဟိုတိုကီတွေပါဆိုတာကျမတို့ဝိုင်းပြီးတော့မှអော်ကြလို့မလို့နော်ဝိုင်းပြီးတော့မှပြောကြလို့မလို့အဲ့တော့မြန်မာပြည်ကရေးယူတာမဟုတ်ဘူးဟိုဂျပန်ကနေပြီးတော့မှလှုပ်လိုက်လို့မလို့နော်အဲ့ဒီတိုကီယိုမြန်မာပြည်ကဘာကမှဘယ်အာဏာပိုင်ဖွဲ့စည်းကမှဘယ်သူကမှတာဝန်ရှိတဲ့ဘယ် FDA ကမှဘယ်သူကမှအတန်တစက်မှတော့မထွက်လိုက်ဘူးဟိုမှာဂျပန်ကနှိမ်နှင်းလိုက်လို့မလို့ဒီတိုကီတောင်ငြိမ်သွားတာနော်အဲ့လိုဟာတွေကြတော့လက်ပိုက်ကြည့်နေပြီးတော့မှဟိုလမ်းဘေးမှာသူ့ဟာသူမရှိလို့မှတခါတည်းကိုလေဟိုဈေးရောင်းစားနေတဲ့သူကြတော့ FDA တွေဘာတွေနဲ့တွားပြီးတော့မှလုံနေတယ်နော်မြန်မာလူမျိုးဆိုတာလေအဲ့လိုမျိုးတလွဲတယ်ဆိုအဲ့လိုမျိုးလွဲပါတယ်ဆိုမှနော်ဆိုတော့ကြိုက်တဲ့သူကကြိုက်မှာပဲစားမှာတစ်သက်လုံးလဲသူရောင်းကောင်းချင်မှရောင်းကောင်းမှာပေါ့တစ်သက်လုံးလဲရောင်းရချင်မှရောင်းရမှာပေါ့ကံလေးပေါ်တော့လေးမလို့ဒါတွေကမြင်းတိုင်းနဲ့တစီစားချင်မှစားမှာပေါ့သူ့ကံအကျိုးပေးလေးရှိတော့သူကသူအုံထလေးရောင်းနေရတာဒီရက်မှာကျမတို့ကဝိုင်းဝန်းပြီးတော့မှရောင်းတဲ့သူလည်းတန်တန်ရှင်းရှင်းလေးရောင်းစားတဲ့သူတွေကလည်းစိစနစ်တကျလေးနဲ့စားနော်သတိလေးနဲ့စားနော်ကျမရေးထိကြိုက်မယ်နော်ဒီလိုလေးပဲဝိုင်းဝန်းပြီးပဲပြောကြတာလေဒီလိုမျိုးကြီးမရောင်းရတဲ့အဆင့်ကြီးတော့လေကြီးကြီးကျယ်ကျယ်တွေနဲ့ FDA တွေဘာတွေနဲ့ရတော့လေလွန်လုံးအားကြီးမကြည့်ဘူးလားလို့အဲ့လိုမျိုးဟိုမှာလမ်းဘေးကအချင်းမောင်းတယ်ကိုမှ FDA ဆိုလို့ရှိရင်အဲ့ MLM နေဘယ်မှာလဲ FDA အမ MLM နေထုတ်နေတဲ့နှကန်းနေစကင်ကဲတွေစန်ခရင်တွေဘာခေါင်းလျှော်ရင်ညာခေါင်းလျှော်ရည်တွေဘယ်မလဲ FDA ဘယ်မလဲအမဟိုပိန်စေးဒီပိန်စေးဟိုဟာဒီဟာဟိုတင်းတိတ်ပြောင်စိန်ဟိုဟာဒီဟာအများကြီးဘယ်မလဲ FDA အစာတွတ်ရင်ငြိမ်တယ်နော်အစာမတွတ်တဲ့သူဆိုလို့ရှိရင်စစ်တယ်နော်သိလားအစာတွတ်ထားလို့ရှိရင်ဘာတမ်းမှမထွက်ဘူးနော်အဲ့တော့ဟိုဟာတွေကတော့အကြီးနဲ့အကျယ်ဆိုတော့အစာတွေကဝအောင်တွတ်ထားတဲ့ခါကျတော့အတမ်းမထွက်ဘူးအစာမတွတ်ထားတဲ့လမ်းဘေးဟာလေးတွေကျတော့နင်းများလေးတွေကျတော့နင်းလိုက်တာကြီးနဲ့ကြဲတွေနော်ဒီထက်ဒီမှာလုံနေတဲ့သူတွေတပုံကြီးပါနော်လောက်ပါလားအမ FDA ဒီလောက်ကျမတို့တွေပြောနေ MLM ပစ္စည်းတွေဘယ်လိုတွေဒုက္ခရောက်ပါတယ်ဘယ်လိုတွေ MLM ပစ္စည်းတွေလူရင်မျက်နှာတွေပျက်စီးပါတယ်ဘယ်လိုတွေမှဒီ collagen တွေဟာဒီဟိုဆေးဒီဆေးတွေနော်အခုပဲဟိုမှာပြားအုံနောက်နဲ့ဆိုတဲ့ဟာတွေဘယ်မလဲ FDA ပြားဆိုတာပြီးစနောင်လေးအဲ့ပြီးစနောင်ပြားရဲ့အုံနောက်တဲ့အဲ့ဒီအုံနောက်နဲ့ထုတ်ထားတဲ့ဟာတဲ့ကဲလောမေးပြောနော်ဟိုတခါတလေကြာရင်ကိုယ့်လူမျိုးอ่ะလေကျမနည်းနည်းလေးရိုင်းလိုက်မယ်စောက်ပိုတွေပြောလို့ရှိရင်လေစောက်ကြွားတွေထူလို့ရှိရင်လေစောက်ထင်နေကြီးတယ်အဲ့လိုပဲပြောမယ်နော်ဘဲကလာမှန်းမသိဘာမှန်းမသိတဲ့အလှကုန်တွေငွေဒုတ်တွေပုံပြမယ်အကြွားတွေထူပြမယ်ချမ်းသာကြွယ်ဝမှုတွေပြမယ်ဆိုအဲ့လူတွေဘာလို့ကောင်းနေယုံနေမင်းလေစစ်ပါလားအမဟိုတင်းတိတ်ပြောက်စေးဒီတင်းတိတ်ပြောက်စေးစစ်လေဘယ်မလဲ FDA ဘယ်က FDA တွေဘယ်ရောက်နေလဲစစ်လေဟိုဆက်ပြားဒီဆက်ပြားစစ်လေ FDA တွေဘယ်ရောက်နေလဲဟိုအလှကောင်ဟိုစကင်ကဲဟိုတိုနာဟိုခေါင်းလျှော်ရည်တွေအမ MLM နေနဲ့စင်ကဲတွေអော်လိုက်တာអော်တဲ့သူတွေဒါရဲ့ဒီမှာရှာတွေအခွေလိုက်ကြီးတဲ့ကျသွားမယ်ဘယ်မလဲ FDAဟိုလမ်းဘေးတံမြာသီးတုပ်လေးမရှိလို့မှတုပ်ပြီးရောင်းစားနေတဲ့သူဘိုက်ကြီးတယ်သူတယောက်တည်းလည်းရောင်းတာမဟုတ်အချိန်မောင်းတယ်ဒီမှာတသိန်းနဲ့တသန်းနော်သူ့တော် inspire ယူပြီးဟိုလူဒီလူတွေကလိုက်လုပ်ပြီးတော့တောင်းရောင်းနေသေးတယ်တော်ယုံလို့ပါတော်ယုံပေါ့ဘဝလည်းမပြောင်းသွားပါဘူးသူရောင်းနေတဲ့ဟာနဲ့နော်ချမ်းလည်းမချမ်းသာသွားပါဘူး
လူမျိုးကြတော့ FDA တွေဘာတွေနဲ့ကြီးကြီးနဲ့ကြဲကြဲတွေနဲ့သွားလုပ်ပြီးတော့မှအဲ့မှာလိန်စားညာစားနေတဲ့အဲ့မှာအဲ့ပြားအုံနောက်တွေနော်ဟုတ်ပါပြားမျိုးတုံးရင်တို့ပဲပြားအုံနောက်တွေအဲ့ဒီဟိုဟာဒီဟာဆိုတဲ့စကင်ကဲတွေနော်နာမည်တွေဗရန်တွေတက်ပြီးမပြောချင်ဘူးအဲ့မှာကြတော့ဘယ်မလဲ FDA ကလူတွေကမမြင်ဘူးလားမကြားဘူးလားမသိတော့ဘူးလားဦးလေးတို့လည်းအစာဝရငိမ့်နေနော်ဦးလေးတို့လည်းတိတ်မပြောချင်ဘူးဦးလေးတို့လည်းနော်ဦးလေးတို့လည်းတနာပါတယ်တခါတည်းဟိုမှာဒါကြောင့်မလို့လေငွေများတရားနိုင်နေဆိုတဲ့စကားတွေကလည်းအလကားမဟုတ်ဘူးသိလားနော်လူတွေကလည်းလေမရှိစင်ရသားဆိုရင်အယံနှိမ်တာမရှိစင်ရသားဆိုအယံနင်းတာမရှိစင်ရသားဆိုအယံနှိတ်ကွက်တာကျောင်းကလည်းအဲ့လိုမျိုးဆိုလုံးဝကိုကြည့်လို့မရဘူးလုံးဝကိုအဲ့ဒါမခံနိုင်ဘူးစောက်ကြွားတွေထူအမျိုးဟာတွေဆိုရင်ကောင်းတယ်နော်ဒီနေ့တော့နည်းနည်းရိုင်းချင်တယ်ဘယ်ကမှမသိဘာမှမသိတဲ့ဟာတွေရောင်းနေတဲ့ဟာတွေကြတော့လေဘာမှလဲ FDA ထက်တာဘယ် FDA မှမလာဘူးဒီလောက်အော်တောင်းနေရောင်းနေကြတာပဲလေနော်ဒီလောက်အော်တောင်းနေလုပ်နေတာပဲလေသူတို့လည်း Facebook တောင်မပုတ်ရဲဘူး TikTok တောင်မပုတ်ရဲဘူး TikTok ဆိုပိုတောင်ဆိုသေးတယ် TikTok မပုတ်ရဲဘူးအဲ့ MLM နေကြီးပဲတက်လာတာဘာတင်းတိတ်ပြောက်စိညာတင်းတိတ်ပြောက်စိဟာဘင်းစကင်ကဲဘာဆန်ဒီအဲ့ဒီ MLM နေကြီးတက်လာတာ TikTok ပို့လိုက်လို့ရှိလို့ရှိရင်ကြွားလိုက်တာတွေဆိုတာလဲ Beyond that ဘယ်မလဲ FDA ဘယ်မလဲအစိုးရအခွန်ဆောင်ပြီးတော့မှသွင်းထားတာအဲ့ဒါတွေကဘယ်မလဲမှတ်ပုံတင်ထားတာဖမ်းမှာအဲ့လိုဟာမျိုးတွေစစ်ပါလားအဲ့လိုဟာမျိုးတွေအမအိုက်တယောက်ကသွင်းနေအဲ့မှာဟိုတင်းတိတ်ပြောက်စေးဒီတင်းတိတ်ပြောက်စေးတွေယိုရီးယားကနေသွင်းနေဟို collagen ဒီ collagen တွေနော်ဟိုနိုကြီးစေးတွေဟိုဖင်ကြီးစေးတွေဟိုဂျပိကျင်းစေးတွေဖမ်းလေအဲ့လိုဟာတွေဟိုမှာလာပြီးမြန်မာပြည်လာပြီးဂျင်းထဲနေတဲ့ဟိုယိုရီးယားမတွေဖမ်းလေမေးလေစစ်လေဘယ်မလဲအမတရားဝင်မှတ်ပုံတင်ဖြတ်ထားတာဘယ်မလဲအခွန်ဆောင်ထားတာဘာမှမဟုတ်တဲ့လမ်းဘေးကအချိန်မောင်းနေကြတာသွားပြီးနှိပ်ကွက်တယ်လူစိုးတယ်နော်လူစိုးတယ်ပြောချင်မူ